ကဲအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ရှမ်းပြည်တောင်ကြီးခြံကိုအလဲသွားကြရအောင်ကဲအောင်မင်္ဂလာအဝေးပြေးကားခဲ့ရတယ်ကျွန်တော်တို့ကားစီးပါမယ်ဘယ်ကားလိုင်းစီးမလဲဆိုတာအားလုံးသိအောင်ပြောပြမယ်ရွှေတောင်ရိုကားစီးပါတယ်ခင်ဗျခီးတဲ့ရီခုလိုပဲစနေတခြားတန်းစီပြီးတော့တက်ပြီးရဲ့ကားကအချိန်မှန်ညနေ6နာရီဆိုထွက်ပါပြီကဲကျွန်တော်ရှမ်းပြည်ကလောရွှေရည်ရစားတော့ဆိုင်ကိုမနေ့စောစောရောက်ပါရဗျရှမ်းပြည်ကတော့အခုချိန်ကြရရင်ချနေပါပြီနော်ကျွန်တော်ကဲအခုမှကိုပဲယူလိုက်ရမှာကြိုက်တာလေးတမင်းကြောစပြီးတော့ကိုလိုချင်တာတွေအကုန်လုံးစနေတခြားမာလို့ရပါတယ်ခင်ဗျကျွန်တော်ကတပွဲပဲဗျကျွန်တော်ရွှေတောင်ရုပ်ခီးတဲ့တွေကတော့အားလုံး complimentary ပါပဲဗျကဲကျွန်တော်ရှမ်းပြည်တောင်ကြီးမြို့အဝင်လမ်းကိုရောက်ပါပြီယထာလည်းစနေတခြားတွာလာနေပါပြီเนาะကဲကျွန်တော်တို့စိတ်လှရှားစွာနဲ့တောင်ကြီးထောပတ်ချံရောက်ပါပြီခင်ဗျကဲချံလေးပါပဲကဲချစ်တို့လာလဲဖို့လဲကျွန်တော်မျှော်မယ်เนาะကဲဒီနေ့ကတော့ကျွန်တော်အရန်ပင်ပန်းပြီးမလို့ဘာမှမလုပ်ဘဲနဲ့ဆိုလာမီပွင့်ပြီးရေတော်မချိုးဘဲနဲ့တိုင်းလိုက်ပြီကဲမနေ့စောစောမှာတော့ကဲ135កောင်တော့နွားဖြူကြီးတွေလာပါပြီကဲကျွန်တော်ချက်ဆုံးဝမ်းမကြီးကိုဝင်ဆောင်ထားတာ3កောင်လုံးကျွန်တော်လာတာတော့မနိုးဘဲနဲ့တမီးတမျောကိုအိတ်ပုတ်နေကြတာဗျာကြည့်ကြပါအောင်ဗျဟောဆွေဆောင်ကတော့နည်းနည်းနိုးလာပါပြီဗျကျွန်တော်အတန်သူကြားပိုင်ထင်ပါတယ်ဗျကဲသူတို့မစောင့်နိုင်တော့ဘူးကဲဟိုဘက်မှာဒီနေ့ဘယ်နာမှာနွားချောင်းရမလဲဆိုတာကိုကလေးတွေကိုကျွန်တော်လိုက်ပြမယ်သူကတော့ကျွန်တော် channel ကိုကောင်းကောင်းလွတ်ထားပြီးဆိုတော့စိတ်ချလဲချနဲ့သူတို့နွားတွေအာဟာရပြည့်ဝနဲ့သူတို့စားကြတာတွေစားလို့ရအောင်လေကျွန်တော်စီစဉ်ပေးတော့ပါတယ်ခင်ဗျနွားတွေအားလုံးအပြင်ပြန်မထွက်အောင်အပြင်ဟိုဘက်ကနေမြောက်ဘက်ဂိတ်တကားကိုတိတ်ချပြန်ဖိတ်ပေးပါတယ်ခင်ဗျကဲနွားတွေကတော့ဒီမှာကျွန်တော်ပတ်အိုးဘက်မှာကျတော့အဖြူတွေပဲအနီရောင်တဲ့ပို့ချကြပါတယ်နော်ကဲချမ်းဝတ်ထားရဲ့သားသမီး3ယောက်ဖြစ်ပါတယ်ကဲကျွန်တော်ဝက်ကြီး3កောင်ထားပါပြီခင်ဗျသူတို့မနေ့စားပြီးမနေ့တော့ထုံးစံနဲ့ပါပဲကျွန်တော်ဒီနေ့ show ရိုက်မှာမို့လို့သူတို့ကိုအခုလိုပဲတပ်ပုံရက်လောက်ကောင်းအောင်ကျွန်တော်ပြင်ဆင်ကျွေးမပါတယ်အစာနှုတ်စားပြီးရင်တော့ကဲဒီပြောကြည့်အောင်ဒါကကျတော့ဒူရော့ဝက်တီပါခင်ဗျကျွန်တော်အတန်ကြားတာနဲ့ကိုရှေ့ကြွပြီးတော့ရှေ့ချင်းမြောက်ပြီးကျွန်တော်နှုတ်ဆက်ချင်တာသူမလွတ်မှန်းသေးတော့ထုံးစံနဲ့ပဲပြန်ဝင်ပါပြီခင်ဗျတေချာချာလည်းပြန်ဝင်အောင်ဒါကြီးโอเคရပြီကဲဝမတွေကတော့အစာနှုတ်စားပြီးရင်တော့ခုလိုပဲအစာစိမ်းအောင်အာရပါရစားရပါဘူးခင်ဗျသူတို့ကတော့အခုကတစ်နှစ်ကျော်သွားပြီပေါ့နော်ဆိုတော့ဝက်ကြီးတောင်းဝင်ပါပြီတကောင်ကိုပိတ်တာ120နီးပါးရှိနေပါပြီဗျကဲကျွန်တော်ကြိုက်ဆုံး organic chan ဖြစ်တဲ့မာလာကာ chan ကိုကျွန်တော်ခေါ်သွားပြီเนาะကဲဒီမှာတော့ကျွန်တော်အခု November ဆိုတော့တောင်ကြီးကအေးနေတဲ့အတိုင်းပဲမာလာကာတီးတွေလည်းရင်ပြီးကဲမာလာကာတီးတွေခူးပြီးတဲ့အခါမှာကျွန်တော်လွတ်ချောင်းချထားတဲ့ဝက်တွေအကုန်လုံးညနေစောင်းပြီးဆိုရင်တော့ကျွန်တော်အကုန်ပြန်ထည့်ထားပါတယ်เนาะထုံးစံတိုင်းပဲအစာနူးကျွေးတယ်အစာနူးကျွေးပြီးရင်တော့အစာစိမ့်နဲ့အပီးတက်တယ်ပေါ့ဗျာဝက်တွေကတော့ LY အမျိုးအစားတွေဖြစ်တဲ့အတွက်အရန်လာပါတယ်เนาะမျိုးကောင်းမျိုးတက်နေပါပဲခင်ဗျဝက်ချန်နားမှာတော့ကျွန်တော်ကြိုက်ဆုံး organic papaya ဘာခေါ်လဲတင်မော်ဒီပေါ့နော်ခူးရင်းနဲ့ချော်လဲတော့မလို့ပဲကန်ကောင်းတယ်ကဲဒီမှာကျတော့တရုတ်ခရမ်းချင်သီးပေါ့နော် tamarino ခေါ်တာပေါ့တရုတ်ခရမ်းချင်သီးကျွန်တော်တရေကကြောစိုက်ထားပါတယ်ဗျစိုက်ထားတဲ့ထက်မှာအခုကနွားတွေကဒီအပင်တို့ကျွန်တော်တို့မကြိုက်ဘူးဗျသူတို့စားနေကြ
မြစ်ပင်ရဲ့ကျွန်တော်ဟိုဝက်စားတဲ့ပေါင်းပင်တစ်မျိုးပါပဲသူတို့အဓိကအဲ့ဒါပဲစားကြတယ် သူတို့အဲ့ပင်မစားဘူး တရုတ်ခရမ်းချင်းတီးပင်ကတော့ ထိတော့မထိဘူး ဒီလိုတော့သူတို့လုံးဝစိတ်ဝင်စားပါဘူးဗျ135ကောင်လုံးကတက်တက်ကြွကြွနဲ့စားနေပြီဒီနေ့ကကျတော့မိုးလေးဖွဲဖွဲရွာတဲ့အတွက်ပို့ပြီးတော့ချမ်းပါတယ်နော်အခုကကျွန်တော်တို့တောင်ကြီးမှာကျတော့စောင်းရသည်ဝယ်ပြီဆိုတော့အရန်ချမ်းနေပြီဗျနော်ကလေးတွေကတော့သူတို့ကကလေး2ယောက်ပဲပေါ့သူတို့2ယောက်ပဲထိန်းတယ်အားလုံးစနစ်တကျနဲ့ကျွန်တော်ကတော့သူတို့ဘယ်မှာကြောင်းရမလဲဆိုတာကိုနေရာပြပေးလိုက်တယ်အဲဆိုတနေ့လုံးသူတို့တာဝန်ပေါ့ဗျာဟိုကျွန်တော်ဘာတွေများအတွေးလိုနေလဲမသိဘူးကြည့်ပါဦးမျက်လုံးမြက်ကလူးဆန်ပြရင်းနဲ့ဗျโอเคတီးပါပြီသူတို့နွားကောင်းဆောင်ကြီးကိုကျွန်တော်ကနေရာပြပေးတဲ့အခါမှာသူတို့ကထုံးစံအတိုင်းပဲကျွန်တော်ကခြံကိုဧက30သူတို့အတွက်ပေးထားတယ်ပေါ့နော်ပေးထားတဲ့အတွက်ကျွန်တော်ကအကွက်ကျသူတို့စားမယ်နေရာကိုသူတို့တည်နေပါပြီဗျဒီပုတ်ဘက်မှာကျတော့ကျွန်တော်နွားကကျတော့ဒီလိုအယောင်တွေပဲကျွန်တော်ကြိုက်ပါတယ်နော်ဒါ market demand အရာပေါ့အညာဘက်မှာကျတော့ရွှေနီလို့ခေါ်တဲ့ဟိုဟာနီညိုရောင်လေးတွေကြိုက်ကြတယ်ပေါ့လေဒီဘက်မှာကျတော့ကျွန်တော်နွားဖြူကြီးတွေအုပ်စုလိုက်ကြီးပြောင်းချိုးပြီးတဲ့အခါမှာကျတော့ဒီနေ့ကတော့ကျွန်တော်ပြောင်းကexport အတွက်ကျွန်တော်မစိုက်ပဲနဲ့ဒီ channel အတွက်ပဲစိုက်ထားတဲ့အတွက်ကြောင့်ကောင်းတဲ့အဖူးလေးတွေပဲယူပြီးတော့တိတ်မကောင်းတာတွေကျွန်တော်သေချာခြံထားပေးပါတယ်เนาะသူတို့ကကျတော့အခုဒီခြံထားတဲ့အဖူးလေးတွေကိုအပြီးတက်ရင်းနဲ့မြင်နူလေးတွေနဲ့အစာပိတ်ဟုတ်လာပါပြီဗျ135ကောင်လုံးကတော့စနစ်တကျနဲ့စစ်စေးရယ်ရွှေလုံးရဲ့2ယောက်သူတို့တေချာထိန်းနိုင်ပါတယ်ဗျနွားတွေကကျတော့တနစ်သားကြော်ပါပြီနော်ကျွန်တော်ဒီရှမ်းပြည်ဘက်ကနွားတွေကကျတော့လေဟိုပြောမယ်ဆိုရင်ပိုပြီးရင်ကျေးတယ်လို့ပဲအညာဘက်တော့နော်ဒီမြေပြန့်ဘက်နွားတွေကကျတော့နည်းနည်းစိုးတဲ့သဘောမှတွေ့ရတယ်ကဲဒါနဲ့သူတို့ကဒီဘက်မှာiPad ဆိုစိတ်တိုင်းကျသွားလို့ရပြီ ဟိုဘက်အကွက်ကိုပေါ့နော်သူတို့ပြောင်းဖို့သွားနေကြပါပြီအေးသူတို့တဘောနွားတွေကတော့ထုံးစံတိုင်းပါပဲအခုကကျတော့မုံကုန်ပြီဆိုတော့မြစ်ပင်ကတော့နည်းနည်းရှားလာတော့မယ်ပေါ့နော်မြစ်တွေကနောက်ပိုင်း6လာတော့မယ်ကဲဒါကြောင့်ဇာလန်နဲ့ကျွန်တော်ခြံထဲမှာရလာတဲ့ဝဘိုးဝါးတွေကိုတငယ်ချင်းတွေကကြော်ပြီးတော့ညနေသူတို့စီအလဲလာပြီးသမင်းစားဖို့ခေါ်ပါတဲ့ခင်ဗျာမစားခင်ဘူးစားတဘာဝပိုးဝဘိုးပါပဲเนาะဒါဟုတ်တယ်ပါတယ်ဒါဝဘိုးပါပါเนาะအရင်ကောင်းပါတယ်ဗျအညာလက်ဖက်တုပ်လဲပါတယ်ကဲဘိုင်ဘိုင်